Hello ဒါလေးကမွေးနေ့မနက်ခင်းမှာအဲ့ရနေစောစီနိုးနေလူလေးပဲဖြစ်ပါရှင်မမ Happy birthday လေး Happy birthday ပါတင်ပါတယ်ဖျားမွေးနေ့ဖျားရှိခိုးတယ်ကြောင်းသွားတယ်ပထမဆုံး recipe လေးတစ်ဖြက်ပထမဆုံးချက်အားလေးချိန်ဆိုအားလေးတင်တယ်ပြတငယ်ချင်းကိုလည်းကျွန်မပေါမုတ်ဆိုင်မှာရောကျောင်းဝကန်နေမှာမုတ်တီအစုံဝယ်ကျွေးခဲ့ပါတယ်ကန်တင်းမှာတော့ကျွန်မနေ့ကင်းဆိုလူတွေရှုပ်တယ်ဆိုတော့ဒါလူရှုပ်ချိန်လေးတစ်ဖြက်ကျွန်မကတော့မချက်တော့ပါတယ်ဒါကတော့ second recipe ဆိုင်းရင်ချိန်သွားပြန်တင်နေညကြတော့ခမုံပွင့်မှာစုတွေမုတ်သွားစားကြရပေါ့နော် Hello guys let's unbox my new laptop together so apparently I just turned 20 in this month and my very birthday present is from my parents and they gave me this laptop and I'm really excited to open it so let's unbox it together ဒီ laptop ကတော့အရင်ကပြင်နေမိရပထမဦးဆုံးအစောကြီးပေးတဲ့ဝင်နေကြီးအဘောက်လိုက်ပြီဆိုတော့အထဲမှာဘာပါလဲဆိုတော့အဆုံးနဲ့တူတူကြည့်ရအောင်ပေါ့နော်အရင်ဆုံးဒါလေးကိုဖွင့်လိုက်အရင်ကြီးနေလို့ပေါ့နော်အရင်ဆုံးပါရဟာလေးကကြတော့ဒီ circuit ပြအပူလေးပါပေါ့နော်တွားကြတော့ headset တွေပါတယ်ကွာအပူသုံးချင်တဲ့ခါတန်းထည့်လို့ရတဲ့အပူလေးလို့ပြောရပေါ့နော်အဲဒါလေးရပါတယ်ပေါ့ပြီးွားခါကြရင်တော့သူကဖွင့်လိုက်တဲ့နိုင်ပေါ့နော်ဒီလိုမျိုးလေးဖွင့်လိုက်မယ်ပြီးဒီလိုဖောက်သွားလေးပါပေါ့နော်ပြီးရင်ဒီမှာ my new laptop is going now အဲ့တော့ဒီမှာပေါ့နော်ဒါလေးကကျတော့သူ့ရဲ့ laptop အပြားလေးပါတယ်ပြီးွားရင်ဒီဘက်ဘေးမှာတော့အပိုကန်လေးတကယ်ပါတယ်ပေါ့နော်အပိုကန်လေးမှာကျတော့ဒီလိုမျိုးmouse ပါမယ်ပြီးရင်ဒီလိုမျိုးအာတွင်းနဲ့အာတွင်းကျိုးပါမယ်ပေါ့နော်ဒီမှာတော့ဒီလောက်ပဲပါတယ်အိုးဒါလေးကကျတော့ဒီထဲမှာပေါ့နော်ဒီချစ်ပြားဟိုဟာလေးကိုခံတဲ့ဟာလေးပေါ့နော်ဒါလေးကကျတော့ဒီမျိုးခါလေးခံတဲ့ဟာလေးပေါ့နော်ပထမလက်တော့ဝယ်ထားတယ်2နှစ်လောက်ရှိပြီဆိုတော့အားလည်းသိမခံတော့ဘူးတိတ်လည်းသုံးလို့မကောင်းတော့လို့ဒီလက်တော့တစ်လေးမွေးနေ့ surprise အနေနဲ့လာပေးကြတာပေါ့နော်အစောကြီးပြီးရှိနေပြီးတော့လေရမ်းပြော့ရဲပေါ့နော်ဒါအစောဆုံးရိုက်ထားတဲ့ဗီဒီယိုလေးပါပြတငယ်ချင်းနေ့နဲ့လေးတက်ပေါ်မှာမုတ်သွားစားတယ်ဘာအောင်လေးလို့ဒီလေကင်မရာကိုပြအောင်အမโอเคတုံတိတ်ပါဒါလေးတိတ်လေးတိုင်းအောင်လေးဒါဖောက်လိုက်အဲ့တော့သူတို့နဲ့ကြောင့်မွေးနေ့မတိုင်ခင်ဆိုတာအစောကြီးကမွေးနေ့တွားပြီးကျွေးထားပါနော် birthday treat လုပ်ထားသူတို့လည်း pre birthday cake လေးပေါ့နော်ညွှားလားအိုးညွှားကမတင်နေတယ်ကျွန်မညွှားရတယ်မဟုတ်မဖောက်တယ်ဘာလို့ကျနေတော့ရင်ရွေးလိုက်ရေးပြီးပါပြီတန်းအောင်လေးရလေးလားဟုတ်တယ်ပါလားလေးဟုတ်လားတဲ့အောင်လားအမဟုတ်ဘူးဟုတ်တယ်ရှင်လို့ဟုတ်တယ်စစ်ကြလေးဟုတ်လားဖြူအောင်လေးပါဖြူပါဟုတ်ဒီမှာကမှကြာပန်းရောင်လေးဟောဖြူကမှလည်းဖြူမလည်းဖြူလို့နောက်ခုပေါ့ထင်အောင်သူတို့လေ birthday gift ကို backline ပေါက်တွေရောကိတ်မုတ်တွေအုတ်ထုတ်တွေရောစုံမဲပေးကြရလေကျေးဇူးအများကြီးတင်ပါရဲ့မင်းအောင်လို့ဟုတ်သားပဲမင်းအောင်ဖြစ်ကြလေဆွဲရလဲအဆင်ပြေပါကိုရဲ့မိမတန်မှုနဲ့အမေရဲ့အဆင်ပြေကမကြည့်နဲ့တော့ဒီတခါတော့မကြည့်ဘူးမကြည့်နဲ့Oh my god အေးမြင်သွားပြီရောအိုးအမေရဒီမဲလေးလားဟုတ်တယ်ဟောအေးโอเคဟာလေးတော့ကြာရမကောင်းသူမြင်တဲ့ဘေကကတိဘူးနဲ့လေဟုတ်ပါကလေးလွဲနော်ဒါမှချစ်ပါတယ်နှစ်ခုလုံးကြာရောက်ပါဟုတ်တယ်ဟဲ့ချစ်မလေးအနာခုပါထားခေါ်ရစောင်းပြလားစောင်းပြလိုက်မယ်ဟုတ်တယ်သိမစောင်းဘူးဒါလေးပါစောင်းလိုက်
你အောက်တော့သိပြီလားဒါမှကြိုက်တယ် Okay Okay တမ်း ဒီဟိုကိတ်ကလေးကိုလည်းအဲ့ဒီမှာပဲစုခွဲလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကြို treat တာသူတို့တွေလည်းကြွေးရင်းနဲ့တခါတယ်ဆိုကိတ်မုတ်တွေရောအုတ်ထုတ်တွေရော blind မောက်တွေရောပေးကြတငယ်ချင်းတွေရောနောက်ထပ်တခြားမွေးလက်ဆောင်ပေးတငယ်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်ဒီတစ်ခေါက် blog လေးကဒီမှာပဲဆုံးသက်ပါတယ်နောက်ထပ် blog လေးတွေကိုလည်းအမြင်နဲ့ပတ်တိုင်းတင်မင်းနေမှာမှုလို့စုရဲ့ account လေးကိုလည်း like and follow လုပ်အောင်မမေ့ပါနဲ့နော် bye bye